ဒီနေ့ပဲကြိုးစားဖို့လုပ်ပါလက်ဖြင့်မရွှေ့ပါနဲ့အခုပဲလုပ်ပါပြောအခုပဲလုပ်အချိန်ရွှေ့မနေနဲ့အခုပဲလုပ်ဘာဖြစ်လို့လဲကောဇင်ညာမရဏံသူဝေလက်ဖြင့်ကအသက်ရှင်အောင်မလားသေအောင်မလားဘယ်သူသိလဲဘယ်သူမှမသိဘူးမသိနိုင်ဘူးကောဇင်ညာမရဏံသူဝေလက်ဖြင့်ကမှသေမလားရှင်မလားမသိဘူးနောက်ကျသွားနိုင်တယ်လူတွေကတော့ပြောကြတာ tomorrow will be too late နော်အတရားသဘောနဲ့ကြည့်ရင်တော့အဲ့ဒါ too late ပဲနော်သိနောက်ကျသွားပြီကောဇင်ညာမရဏသူဝေဘာဖြစ်လို့ရောဆိုတော့အကြောင်းပြတော့နာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာတေခြင်းတရားကသူ့ရဲ့လက်နဲ့တွေသူ့ရဲ့စစ်တီဖို့ပါလေတေခြင်းတရားမှာသူ့ရဲ့အတိုင်းဝိုင်းကအမတမကြီးမားတယ်တဲ့သူ့ရဲ့လက်နဲ့တွေကအမတများတယ်လူစားသေးဖို့အများတယ်ပေါ့ကားတိုက်ပြီးတော့လည်းသိနိုင်တယ်အက်ဆီဒင့်နဲ့လည်းသိနိုင်တယ်လေဖြတ်ပြီးတော့လည်းသိနိုင်တယ်ဘာတွေနှလုံးသွေးကြောအုံနောက်သွေးကြောပေါက်တာတို့နှလုံးပိတ်သွားတာတို့မျိုးစုံပဲပေါ့သိခြင်းအကြောင်းတွေအများကြီးရှိတယ်သိစရာအကြောင်းတွေအများကြီးရှိနေတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားခဏပဲလောက်ပါလို့ပြောသိခြင်းတရားနဲ့သင်္ကရလို့ခေါ်တယ်အချိတ်ဆက်လို့မရဘူးတဲ့ချိတ်ဆက်လို့ထားတာမရှိလူဆိုလို့ရှိရင်သူကပတ်စံပေးထားပြီဒီတည်းတော့စောင်းမအောင်လို့ပြောလို့ရလက်ထိုးထားရင်လည်းရပတ်စံပေးထားတယ်လက်ထိုးထားတယ်တနည်းအားဖြင့်ခင်မအောင်မိတ်ဆွေဖွဲ့လို့လည်းရရွှေ့လို့ရသိခြင်းတရားကအဲ့လိုလက်ထိုးလို့လည်းမရဘူးမိတ်ဆွေဖွဲ့လို့လည်းမရဘူးကဲတလောက်ဆိုရင်ငါအနိုင်တိုက်မယ်သိခြင်းတရားကိုတွန်းလှန်မယ်ဆိုပြန်တော့လည်းမရဘူး